ရှိကြောင်ဘလောက်ပဲကြွေးကြော်ပြနောက်ွယ်ရောက်လို့ရှိရင်အမီးလေးတော့နည်းနည်းစားချင်ကြတဲ့သူကြီးပဲမင်းကလာစားတစ်ခုပေးပြီးတော့တို့အမျိုးသားအတွက်လိုအပ်ချင်တာဒါမင်းလုပ်ပေးရမှာတော့ရကြတယ်ရှင်ကိုရဲ့အငားမရဖြစ်ခေါ်တော့ခေါ်ပြီးမှဘာဘာလာပြီးဖြစ်နေတာလဲအိမ်အောင်ကြီးတာယာမှုဖြည့်ရှင်းတဲ့နီးလန်းဖောက်ပြန်နေဆိုတော့မင်းကိုလည်းအားပေးအောင်ပြုတ်လိုက်ခင်ရွယ်စီကမှာစေးလာစစ်နေကြပြည့်တစားမင်းကလေးပါဘာလဲစားလဲအမမေးခတော့ခေါ်တယ်ဟာတိတ်ကဲဒီယောက်ျားနဲ့အတူတူမအိတ်ချင်ဘာလို့မင်္ဂလာဆောင်တာလဲကောင်းလဲမအောင်တနေ့အိတ်တာပဲရေးကြည့်နေတာခင်ယောယောက်ျားတစ်ယောက်ရဲ့အလိုဆန္ဒကိုဖြည့်ဆည်းပေးရမင်းမတစ်ယောက်ရဲ့တာဝန်ပဲကွာနားတယ်လားမောင်ရဲချင်ရဲလို့ရတယ်မင်းဘာဖြစ်နေရလဲမင်းဘာဖြစ်ချင်နေရလဲမောင်မီဖျားဖြစ်ချင်တာတယောက်ရှိတယ်။အဲတားလေးငယ်ချိုးတယ်။ယောက်ျားတယောက်ရဲ့တရားဝင်မရဖြစ်ဘူးဘာလို့ပါဒီတော့ဆရာတင်လိုက်စမ်းပါဒါစင်ဒစ်ကတော့ညားပါစီပေါ့ကြီးဘယ်ယောက်ျားမှတန်တိုင်ချားမှထောင်ချမခံဘူးရှင်ဝင်ကြားထဲမှာလေတင်တောင်ချတယ်ဒီမှာမိကောအကေတာသမီးပါမိဘကိုလည်းလှုပ်ချွေးနေလို့ပြပါလို့ဒါဆိုလို့မတူမပြပါစေနဲ့လို့ငါချိန်တယ်မင်းမလေးဆိုတဲ့လူသားစားတကယ်ကိုရှိအဲ့ဒီမင်းမလေးတွေကမင်းမညံကိုတုံပြီးယောက်ျားတယောက်ကိုကြံစီအဲ့ဒီယောက်ျားပြက်ကူပြက်